ထေကြီးတယောက်လမ်းဘေးကဈေးပေါ်တဲ့ပါဆယ်ထုတ်ကိုထိုင်စားနေတာကိုတွေ့လိုက်ရတယ်။ဒါကိုမတော်တဆမြင်သွားတာကတော့သူ့ကိုတစ်ချိန်ကပြစ်ခတ်လန်းခွဲခဲ့တဲ့ရီစားဟောင်းပဲဖြစ်ပါတယ်။ကြက်တယောက်ဒီလောက်အထိဘဝပြက်ပြီးစီးရဲဒုက္ခရောက်နေလိမ့်မယ်လို့သူမဘယ်တော့မှမတွေးခဲ့မိဘူး။ဒါပေမဲ့သူမမသိတာကတော့ဒီလူဟာအုပ်စုကြီးတစ်ခုလုံးရဲ့ CEO ဥက္ကဋ္ဌကြီးဖြစ်နေတယ်ဆိုတာပါပဲ။သူဒီနေရာကိုလာစားရတဲ့တခုတည်းသောအကြောင်းရင်းကတော့သူ့ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေတုန်းကဒီအစားအစာလေးကပဲသူ့ကိုအသက်ဆက်ပေးခဲ့လို့ဖြစ်ပါတယ်။သူဟာမိမိကိုမိမိဘဲကစတင်ခဲ့တယ်ဆိုတာပြန်တတိယဖို့အတွက်ပဲဒီနေရာကိုပြန်လာခဲ့တာပါ။ကျန်တဲ့အန်နာတို့ဟာငယ်ချစ်ဦးတွေဖြစ်ကြပြီးတယောက်ကိုတယောက်အလွန်မင်းချစ်ကြသူတွေပါ။ဒါပေမဲ့အန်နာအမေကဂျက်ကိုဆင်းရဲလို့ဆိုပြီးအထင်သေးကသမီးဖြစ်သူကိုအတင်းကျပ်လမ်းခွဲခိုင်းခဲ့ပါတယ်။အန်နာကလည်းမိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်းလိုက်နာပြီးရိုးသားတဲ့ဒီအချက်တရေကိုအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဂျက်လမ်းပေးစာစားနေတဲ့မြင်ကွင်းကိုငွေမက်တဲ့အန်နာအမေကလည်းမြင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့သားမိနှစ်ယောက်ဟာအန်နာရဲ့ချမ်းသာတဲ့ရီစားအသင်းနဲ့အတူစိန်ခံစားတောက်ဆိုင်ကြီးတစ်ခုထဲမှာကောင်းပင်ညစာတွေကိုမြေရီရှက်ရီစားတောက်နေကြတာပါ။ကျက်ရဲ့နွမ်းပါလာတဲ့ပုံစံကိုမြင်တော့အမေဖြစ်သူကသမီးကိုသူ့စီကနေခွာပေးခဲ့မိတာတကယ်မှန်သွားတာပဲဆိုပြီးစိတ်ထဲကနေခိုးပြီးဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။ရီစားအသင်းဖြစ်သူကလည်းအပြင်ကဂျက်ကိုလှမ်းမြင်ပြီးမှတ်မိသွားပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာအန်နာကိုလူဖို့အတွက်အချိန်တော်ကြာပြအိုင်ဆိုင်ခဲ့ကြဘူးလို့ပါပဲ။ဒါနဲ့ရီစားအသစ်ကဂျက်ကိုအဆက်ခွဲဖို့ဒီခွင့်ရေးကိုအမေရစုပ်ကင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအရန်ခင်မင်းပြတယ်လို့ဟန်ဆောင်ပြီးဂျက်စီလမ်းလျှောက်သွားခဲ့တယ်။ပြီးတော့အန်နာလဲဆိုင်ထဲမှာရှိနေတယ်ဆိုတာကိုပြောပြီးသူတို့နဲ့အတူအစားတောက်လာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။သူ့ရဲ့တကယ်ရည်ရွယ်ချက်ကတော့အန်နာရှိမှာဂျက်ကိုအကြီးအကျယ်အဆက်ခွဲဖို့ပါပဲ။သူတို့အားလုံးမသိကြတာကတော့ဒီစားတောက်ဆိုင်ကြီးဟာဂျက်ရဲ့ပိုင်ဆိုင်မှုပေါင်းများစွာတွေကတစ်ခုဖြစ်ပြီးအန်နာရီစားအသေးရဖို့အတွက်အသေးလဲစူးစမ်းနေတဲ့ project ကြီးဟာလည်းဂျက်ရဲ့ကုမ္ပဏီခွဲတစ်ခုအောက်ကဖြစ်နေတယ်ဆိုတာပါပဲ။ဂျက်ကထိုလူရဲ့လှည့်ကွက်ကိုအထားပေါက်ပေးမဲ့သူ့ရဲ့တကယ်အရှိကိုထုတ်မပြောဘဲနေလိုက်ပါတယ်။သူကသူ့ရဲ့ပါဆယ်ဘူးကိုကင်ပြီးဆိုင်ထဲကိုလိုက်ဝင်လာကသူတို့ဝိုင်းမှာဝင်ထိုင်လိုက်တဲ့ဂျက်ကိုစင်းရဲနေသေးတယ်လို့ထင်မှတ်ပြီးအန်နာမေရဲ့မျက်နှာကချက်ချင်းပဲနှာခေါင်းရှုံကမချီမဲ့မြင်ပုံစံဖြစ်သွားခဲ့ပါတယ်။အန်နာကတော့ခေါင်းဝင်ထားပြီးချက်ရှိမနေတယ်လို့မျိုးဟန်ဆောင်နေခဲ့တဲ့ဂျက်ကိုပို့ပြီးတိတ်ခါချဖို့အတွက်ရီစားအသစ်ကမီနူးထဲမှာဈေးကြီးဆုံးဟင်းလျာနှစ်ပွဲကိုထပ်မှာလိုက်ပါတယ်။ဂျက်ကဘာမှမပြောဘဲတီးခံလိုက်ပြီးစကားဆက်ပြီးပြောဖို့စူးစမ်းခဲ့ပေမဲ့သူတို့သုံးယောက်စလုံးကဂျက်ကိုတမင်တက်တက်လစ်လူရှူပြီးသူတို့အချင်းချင်းပဲစကားတွေဖောင်ဖွဲ့နေခဲ့ကြတယ်။အမေဖြစ်သူကဖန်ခွက်ကိုမြောက်ပြီးသမီးရီစားအသစ်ရဲ့မကြခင်ရတော့မဲ့တင်တာ project အောင်မြင်မှုအတွက်ဂုဏ်ပြုတောက်လိုက်ကြပါတယ်။ဂျက်ကတော့ဘေးနာမှာထိုင်နေရင်အလွန်စိတ်နှောက်ယှက်ဖြစ်နေရပေမဲ့ပြဿနာမရှာချင်တာမို့လို့သူ့ဘာသာသူရင်နှွေးချက်တစ်ခွက်ငှက်တောက်ရင်သူတို့ရဲ့အောင်မြင်မှုကိုတင်ငိမ့်နဲ့မျက်နှာပေးနဲ့အလိုက်တင်လေးဝင်ပြီးဂုဏ်ပြုပေးလိုက်ပါတယ်။တကယ်တော့သူတို့အားလုံးအသေးလဲလူနေကြတဲ့အဲ့ဒီ project ဆိုတာဂျက်ရဲ့ကုမ္ပဏီကြီးအောက်ကအသေးဖွဲ project လေးတစ်ခုသာဖြစ်ပါတယ်။ဂျက်ကိုပို့ပြီးတင်ငယ်သွားအောင်လုပ်တဲ့အနေနဲ့အန်နာအမေကစက်သားတုံးကိုပထမဆုံးသမီးစားအသေးရဲ့ပကံထဲထည့်ပေးတယ်ပြီးတော့နောက်တုံးကိုသမီးဖြစ်သူရဲ့ပကံထဲထည့်ပေးတယ်နောက်ဆုံးကျမှမိမိအတွက်တုံးယူပြီးစားပါတော့တယ်။အဲ့ဒီအမျိုးသမီးဟာတစ်ချိန်လုံးဂျက်ကိုစကားတခွန်းမှမဟခဲ့တယ်လို့သူမရဲ့စိတ်ထဲမှာလည်းဂျက်အပေါ်မထီမဲ့မြင်ပြမှုတွေနဲ့ပြည့်နေခဲ့ပါတယ်။ဒါကပဲဂျက်ရဲ့တီးခံနိုင်စွမ်းကိုကုံဆုံးသွားစေခဲ့ပါတယ်။အခုတော့သူဟာမိမိရဲ့တကယ်အဆင့်အတန်းမှန်ကိုထုတ်ဖော်ပြသဖို့စိတ်ပိုင်းဖြစ်လိုက်ပါပြီ။